စက်ပြန်ပွဲနေမှာဆရာကလူများရှိမှာပဲကျွန်တော်ရဲ့အသက်ချိန်ထားတဲ့ဓာတ်ကိုဖျက်ဆီးပစ်လိုက်တယ်ဒါမရှိတော့ပဲမင်းဘလို့ဆက်လေးကြည့်မလဲကြည့်ကြတာပေါ့လို့သူပြောခဲ့တယ်ဒါပေမဲ့ကျွန်တော်ကြားလိုက်တာကသူ့စိတ်ထဲကယူသွနေတဲ့အတန်ပါဓာတ်ကိုဖျက်လိုက်ရင်သူအပြီးပဲငါးလက်ထဲကငှက်တကောင်လို့ဖြစ်သွားမယ်စင်ပေါ်ကဆင်းလာတဲ့အချိန်သူချော်ကြပြီးမြေပေါ်ကိုအပြင်းထန်ဆုံးလဲကျသွားတယ်အတန်ကထက်ကြားလာပြန်တယ်သူငါ့ကိုစိတ်ပူမလားငါ့ကိုလာထူပေးပါလက်လန်းလိုက်ရင်မင်းကိုငါမျက်နှာထိခွင့်ပေးမယ်ဒါပေမဲ့ဆရာကသူ့ကိုယ်သူပဲပြန်ထူပြီးအဝတ်ကဖုံတွေကိုခါချလိုက်တယ်ကျွန်တော်ကိုတစ်ချက်တောင်မကြည့်ခဲ့ဘူးအကိုကြီးဆရာကအကိုအတွက်လုပ်တာပါတစ်သားသားနဲ့လည်းလေ့ကျင့်လို့ရတယ်လေကျွန်တော်တစ်သားသားကိုယူပြီးခေါင်းငုံလိုက်တယ်ဆရာပြောတာမှန်ပါတယ်အားလုံးကျွန်တော်အဖြစ်ပါအဓိကတောင်ထိပ်ကိုပြန်ရောက်တော့ဆရာကကျွန်တော်ရဲ့ဝိညာဉ်စွမ်းအားကိုဖယ်ရှားပြီးဝိညာဉ်ဆိုင်ရည်ကိုညီလေးတစ်ပည့်စီလွှဲပေးလိုက်တယ်ငိုလိုက်ပါမျက်ရည်တစ်စက်ပဲကြာရင်ငါအားလုံးပြန်ပေးမယ်ကျွန်တော်ပစ္စည်းတွေကိုတူလောင်အိတ်ထဲထည့်ပြီးအလုပ်သမားတဲ့ကိုဆောင်ကိုပြောင်းသွားခဲ့တယ်ဆရာကတကားနာမှာရက်ပြီးကြည့်နေတယ်ဘာလို့မတောင်းမှန်တာလဲငါနှလုံးသားကိုတကယ်ပဲချိုးဖျက်ချင်နေတာလားမင်းဘယ်လောက်ထိတောက်ခံနိုင်မလဲကြည့်မယ်နောက်ဆုံးတော့ငါစီပြန်သွားလာမှာပဲဒါပေမဲ့ तू မသိတာတခုရှိတယ်စစ်စံကပြီးသားဖြစ်နေပြီ9ရက်ပဲကျန်တော့တယ်9ရက်ပြီးရင်ဒီယူသွတ်တဲ့နေရာကနေထွက်သွားနိုင်ပြီဒါပေမဲ့ကျွန်တော်မျက်မှောက်ကနေတကယ်ပြောက်ကွယ်သွားတဲ့နေ့မှာတော့ဆရာကဒဏ်ရာတွေအပြည့်နဲ့ကျွန်တော်အခန်းထဲကိုရောက်လာခဲ့တယ်တွေးတိတ်စီလို့ဖို့မိဖို့ပေါ်မှာစေအိုးတင်ထားခဲ့တယ်တခုလဲကျန်တဲ့ Sevenly Fungus ကိုရဖို့ကျွန်တော်ဒဏ်ရာနဲ့တောင်နောက်ဘက်မှာ2နာရီတိတိတူးဖို့ခဲ့ရတာတကားကိုကန်ဖွင့်ပြီးကျွန်တော်တစ်ချောင်းကစေအိုးပေါ်ကိုတိုက်ချလိုက်တယ်ပူလောင်နေတဲ့ဆေးရည်တွေကကျွန်တော်လက်ပေါ်ပတ်ကြပြီးအနီရောင်ဖုထွက်သွားတယ်အကိုကြီးဒီဆေးပင်တန်းကကျွန်တော်ဝိညာဉ်ဘက်ကိုအနှောက်အယှက်ဖြစ်နေတယ်သူ့နောက်မှာစီကန်းထိန်တေးရီကန်းကတပည့်တွေရက်နေကြတယ်တစ်ချိန်ကကျွန်တော်ကိုယ်တိုင်လေ့ကျင့်ပေးခဲ့တဲ့သူတွေအခုတော့ဓာတ်ကိုသာတင်းတင်းကင်ထားပြီးကျွန်တော်ကိုမကြည့်ရကြတော့ဘူးရှင်းချင်းကမြေပေါ်ကျနေတဲ့ Sevenly Fungus ကိုကောက်ယူလိုက်တယ်ကျွန်တော်ဝိညာဉ်ဘက်ကအစာမစားခြင်းဖြစ်နေတာဒီဆေးပေါ်တဲ့ဆေးပင်ကအရန်တင့်တော်တယ်အဲ့ဒါက Sevenly Fungus လွန်ခဲ့တဲ့9နှစ်ကဆရာဟာလှုပ်ဝက်နေမိထဲမှာဒဏ်ရာပြင်းထန်ခဲ့ဘူးတယ်အဲ့ဒီဆေးပင်တစ်ပင်နဲ့ရဖို့ကျွန်တော်သွေးတွေနဲ့ဖုံးနေတဲ့အခြေအနေမှာတော့တားရက်ကူတွေဝင်တိုက်ခဲ့ရတာအဲ့ဒီတုန်းကဆရာကတစ်ချက်တောင်အလေးမထားခဲ့ဘူးအခုတော့ကျွန်တော်ကမြေတူပြီးစားကြံရှာနေရချိန်မှာသူကအဲ့ဒီဆေးပင်ကိုငှက်အတွက်အစာလုပ်ပေးနေတယ်ကျွန်တော်ခေါင်းတောင်ခန်းကိုပဲစိုက်ကြည့်နေမိတယ်6ရက်ကျန်ကျွန်တော်တလန်းဆုပ်ပြီးကျင်းချင်းကိုနေရာဖယ်ပေးလိုက်တယ်ညီလေးလိုချင်းယူသွားပါသူ့ပြုံးကချက်ချင်းရက်သွားတယ်သူ့လက်ကသူ့ဝတ်ထားတဲ့မြေခွေးအမွေအင်ကြီးကိုဖြည်းဖြည်းချင်းတက်လိုက်တယ်အဲ့ဒါကျွန်တော်ဝိညာဉ်မြေခွေးပဲ10နှစ်တိုင်ကျွန်တော်ကိုယ်တိုင်ပြုစုခဲ့တဲ့အကောင်မနေ့ကချင်းချင်းကအေးတယ်လို့ပြောလိုက်ရုံနဲ့ဆရာကအဲ့ဒီမြေခွေးကိုတက်ပြီးအရေးကုန်ဖြုတ်လိုက်တာချင်းချင်းကအမွေအင်ကြီးကိုတင်းတင်းဆွဲကပ်ပြီးမျက်နှာကိုအဖျားနာတဲ့နှွေးထွေးစွာဖုံးလိုက်တယ်အကိုကြီးဒီအမွေကအရန်နှွေးတာပဲအားလုံးဆရာကကျွန်တော်ကိုချစ်လို့ပေါ့ဆရာကိုမပြစ်တင်ပါနဲ့ဒီတိရစ္ဆာန်ကကျွန်တော်ကိုနှွေးစေဖို့အသုံးဝင်တာဂုဏ်ယူတင်တယ်ရင်ဘက်ထဲမှာနာကျင်မှုတစ်ချက်ထိုးဝင်လာပြီးခဏကြာမှပျောက်သွားတယ်နည်းနည်းပဲကြံတော့တယ်အားလုံးပြီးသွားတော့မယ်အဲ့ဒီအချိန်ဆရာကအိမ်ဝင်းတကားနားမှာပေါ်လာတယ်တိရစ္ဆာန်တကောင်ပဲမဟုတ်လားချင်းချင်းကိုနှွေးစေတာပဲရှိတာဒါကိုတော့မနာလို့ဖြစ်နေတယ်ဆိုရင်မင်းရဲ့စိတ်ဓာတ်ကဘလောက်ညံ့လဲသိတာနေပြီငိုလိုက်မျက်ရည်တစ်စက်ပဲကြာရင်ဒီအမွေးကိုဂျဲဘာခထဲမှာထာဝရတင်ထားပေးမယ်မင်းချစ်ဆုံးအိမ်မွေးတိရစ္ဆာန်ရဲ့အရေးကုန်ကမင်းရှိမှာပဲနာကျင်နေတာမဟုတ်ဘူးလားဒူးထောက်ပြီးတောင်းပန်လိုက်ငါဆေးလုံးတွေပေးပြီးခေါင်းကိုတော့ပုတ်ပေးမယ်ကျွန်တော်ထောက်ကတမျက်စိကိုယူပြီးကျမ်းပြင်ကအညစ်အကြေးတွေကိုတုပ်ပစ်လိုက်တယ်ညီလေးပျော်နေတယ်ဆိုရင်လုံလောက်ပါတယ်ဆရာမျက်စိမထိခိုက်အောင်ကျွန်တော်တန်ရှင်းပေးပါမယ်ဆရာရဲ့မျက်နှာချက်ချင်းတင်းသွားတယ်မိတောက်လိုဒေါသတွေမျက်လုံးထဲပေါ်လာပြီးလက်အင်ကြီးကိုဝိလိုက်တယ်ဝိညာဉ်စွမ်းအားတလိုင်းထွက်ပေါ်လာပြီးကျွန်တော်လက်ထဲကတမျက်စိချက်ချင်းကျိုးကျသွားတယ်တစ္ဆာများလက်ပွားထဲထိုးဝင်ပြီးတွေးစီလာပေမဲ့ကျွန်တော်မျက်နှာမှာအပြောင်းလဲမရှိခဲ့ဘူးဆရာကကျွန်တော်ရှိရောက်လာတယ်မင်းမလေးစားမှုလုံးဝမရှိဘူးလုံသမားတဲ့ကိုဆောင်မအရန်ဆင်ပြေနေတာပေါ့အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်တစ်စက်မှမရှိဘူးကျွန်တော်မျက်လုံးကိုမြေကြီးပေါ်ချလိုက်တယ်ကျွန်တော်သိပါတယ်ကျွန်တော်မခဲ့တာဒါဆိုနောက်တောင်ကရေခဲရေတခွန်အောက်မှာဒူးထောက်နေကို့အမားကိုနားလေတဲ့အချိန်မှာပြန်လာခဲ့အဲ့ဒီရေခဲရေတခွန်ကဆက်ထဲမှာအကျန်းဆုံးအပြစ်ပေးရနေရအရင်ကဆိုခံနိုင်ပေမဲ့အခုတော့ဓာတ်ပြက်ပြီး cultivation ပါဖြစ်ခံထားရတဲ့ကျွန်တော်အတွက်အဲ့ဒီနေရာကတည်တံနီးပါပဲကျွန်တော်ဆရာကိုမော့ကြည့်ပြီးဖြည်းဖြည်းပြောလိုက်တယ်ဟုတ်ကဲ့ဆရာပြီးတော့လှည့်ထွက်သွားခဲ့တယ်နောက်ကနေဆရာရဲ့အသက်ရှူတန်ကြမ်းကြ